ကျွန်တော်ဒီနေ့ brother တို့ကိုလာမယ့် 4.5 upgrade မှာပါလာမယ့် skill effect တွေနဲ့ event တွေကိုလိုက်ပြပေးတော့ပါမယ်။ဟိုမှာကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြပါဦး။ဟိုမှာပစ္စည်းတွေပတ်ကောက်ပြီးရင်ကျွန်တော်အားလုံးကိုလိုက်ပြပါမယ်။ဟိုမှာ 4.5 upgrade ကနောက်လာ9ရက်နေ့ရောက်ရင်ဟောရင်စာပါမှာပေါ်လာမှာပဲဖြစ်ပါတယ်။ sorry ပါမှားလို့ရောက်ရှိလာမှာပဲဖြစ်ပါတယ်။ဟိုမှာဟောဒီစကီကပွဲမဆိုင်ခင်ကတန်တုံးလို့ရမှာပဲဖြစ်ပါတယ်။ပြည်တာခုံလားရှောင်းလားတိန်းတာတော့ခုနေခုနိုင်တိုင်းပဲမှုတ်နေတာပဲဟိုမှာဟောဒီလူတော်ပုံနဲ့စကီကတော့နှစ်ခုခွဲလို့ရမှာပဲဖြစ်ပါတယ်ဟိုမှာအန်မီကိုနှစ်ခုခွဲပြီးလိုက်လို့လည်းရပါတယ်ဟိုမှာဒီစကေးကတော့ကိုရှိမှရှိတဲ့ enemy ကိုပုံဝါနဲ့ပြည့်ပြီးထိုးတာပဲဖြစ်ပါတယ်ဒီစကေးကိုထိုးလာလားတွန်းလာလားကိုမသိခွင့်ဘူးဟိုမှာဒီစကေးကလည်းခုနကစကေးလိုပဲပါဝါပဲကောင်းပါပဲဖြစ်ပါတယ်ထိုးလာလားတွန်းလာလားကိုကူပြီးမသိခွင့်ဘူးဟိုမှာဒီစကေးကတော့ကိုရှိမှရှိတဲ့ enemy ကကိုကိုပြစ်တာပဲဖြစ်ဖြစ်ကိုတင်မိတ်နှောသွားလို့စိတ်ပြတာပဲဖြစ်ဖြစ်ဝတ်ကာလို့ရပါတယ်ဒီကေကတော့ဒီအပိတ်မှာကုနီတူနိုင်ပါလာသလားလို့အောင်းမရပါတယ်ဘာလို့လဲဆိုတော့ဒီစကေကကုနီတူနိုင်ရဲ့မီးလောက်ဝါလို့ပဲအုံခွာချီလိုမတထဆိုပြီးမီးလုံးနဲ့ပြစ်တာပါဒီရှိမှဆိုရင်တကယ်နောက်လို့စကားတွေကအတိုင်းပဲအိမ်လေးသေးတဲ့နေကိုတွေ့ရမှာပဲဖြစ်ပါတယ်ဟိုမှာအိမ်လေးသေးတဲ့နေမကောင်းဘူးကြောင်းနေပါတကယ်ပါလာတယ်တကယ်ကိုနောက်လို့စကားတွေကအတိုင်းပဲဟိုမှာနော်လေဒီတီကိုပတ်ပေါက်ပြီးဆောင်းမိုက်တဲ့နေရာကိုတောတော့မှာပဲဖြစ်ပါတယ်ဟုတ်မှာဆောင်းမိုက်တဲ့နေရာကိုဗီဒီယိုကိုမကြော်လေးပဲဖက်ပြီးတော့ကြည့်လိုက်ကြပါဦးဟုတ်မှာကြည့်ပါဦးကျွန်တော်မပြောဘူးလားဆောင်းမိုက်ပါတယ်မရောက်သေးဘူးဖင်းနေစီကြူလားဒါကတော့အမိကိုရောက်ရှိတဲ့ကူရာမကြီးစီကိုရောက်လာတာပဲဖြစ်ပါတယ်ဒီကောင်ကြီးကိုတက်ပြီးခန်းကြီးကိုရမှာပဲဖြစ်ပါတယ်မတက်နိုင်တော့မှသူ့ကိုပြစ်လိုက်လို့ကြာလာတဲ့မီလုံးလေးဒီကခန်းကြီးကိုအနေငယ်တွားကောက်လို့ရမှာပဲဖြစ်ပါတယ်ငို့မှာဒီကောင်ကြီးကတက်ဖို့ခက်ပါတယ်ကျွန်တော်လည်းမတက်နိုင်တော့ပဲပြေးရပြီငို့မှာဒီကောင်ကြီးကသူ့မျက်စိရှိမှရှိနေရဆိုရင်ရှယ်ကိုလိုက်ရညာပါသူမျက်စိရှိရနေပြီးတော့ပျောက်သွားပြီဆိုရင်လည်းဝဲရယူဆိုပြီးတော့လမ်းပြီးလေတိုက်တာကိုတက်တည်ခြင်းသိတော့ပေါက်တယ်ငို့မှာကျွန်တော်ရဲ့ဗီဒီယိုတွေကိုဆက်လက်ကြည့်ရဖို့ကျွန်တော်ရဲ့ TikTok ကို follow လုပ်ပေးကြပါဦးဟိုမှာကျွန်တော်ရဲ့ဗီဒီယိုတွေကိုတိုက်ရိုက် share လေးလုပ်ပေးကြပါဦးဟိုမှာအမပါရင်ကျွန်တော်ကိုခွင့်လို့ပါဟိုမှာ